အားလုံးပဲမင်္ဂလာပါနှလုံးသားတွေကပုံမြင် channel မှာကြိုဆိုပါရစေဒီကနေ့ဝက်ဝွန်နဲ့ပြိုင်းများပုံမြင်အကြောင်းပြပြသွားမှာဖြစ်ပါတယ်ရှင်တောအုပ်ထဲမှာအစာရှာဖွေနေတဲ့ဝက်ဝွန်တစ်ကောင်ဟာပြားရည်တွေအပြည့်ရှိတဲ့တစ်လုံးအိုကြီးတစ်လုံးကိုတွေ့ရှိသွားပါတယ်အထဲမှာပြားရည်ရှိမရှိသိရအောင်ဝက်ဝွန်ကတစ်လုံးနားမှာအตาလေးအနှံ့ခံကြည့်နေချိန်မှာပဲပြားတစ်ကောင်ဟာပန်းဝစ်ရည်တွေတည်ပြီးပြန်ရောက်လာပါတယ်ဝက်ဝွန်ရဲ့အကြံကိုရိပ်မိသွားတဲ့အဲ့ဒီပြားလေးဟာဝက်ဝွန်ကိုခက်ဆက်ဆက်လေးတစ်ချက်တုတ်လိုက်ပြီးတစ်လုံးကောင်းလေးကိုပုံဆောင်ဝေးရောက်သွားပါတယ်ချက်ချင်းဆိုသလိုဝက်ဝွန်ဟာဒေါသထွက်သွားပြီးပြားအောင်ကိုဖျက်ဆီးပစ်ဖို့တစ်လုံးကိုလက်သေးတွေသွားတွေနဲ့အညိုတကြီးကုတ်ချစ်ကြိုက်ခဲ့ပါတော့တယ်ဒါပေမဲ့အဲ့ဒီလိုလုပ်လိုက်တာဟာပြားတအုံလုံးကိုအပြင်ထွက်လာအောင်ဆော့ပေးလိုက်သလိုဖြစ်သွားပါတယ်တနာစရာကောင်းတဲ့ဝက်ဝွန်ကြီးဟာအသက်လူပြီးပြေးရပါတော့တယ်နောက်ဆုံးမှာတော့ရေကန်တစ်ခုတည်းကိုငုတ်ရှိုးဝင်ရောက်သွားမှာပဲပြားရီရန်ကနေတီတီလေးလွတ်မြောက်သွားခဲ့ပါတယ်ဒီ story လေးလာပြီးရရှိတဲ့သင်ခန်းစာလာတော့ဒေါဘတကြီးတုံ့ပြန်ပြီးရန်သူပေါင်းတစ်ထောင်ကိုဖိတ်ခေါ်တာထက်နာကျင်မှုတစ်ခုတည်းကိုတီးခံပြီးငြိမ်သက်စွာနေထိုင်ခြင်းကပိုပြီးပညာရှိရာရောက်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားဆွေပုံပြင်းများပြပြမှာမို့ channel subscribe လုပ်ခြင်းအထင်အားပေးလို့ရပါတယ်ရှင်အားလုံးပဲအဆင်ပြေကြပါစေ